နေတောင်းဘူးကြည်ရွာစီပြန်လာခဲ့ခြင်းမာသည်ဌာနေမွေရဲ့ရွာစီပြန်လာခြင်းမီကျေးလက်ညာကမိအိမ်ကိုလွမ်းသည်မကွေးတိုင်းဒေသစင်မဝင်းမြို့နယ်တောင်ဘူးကြီးရွာစီပြန်လာခဲ့ခြင်းမာသည်ဌာနေမွေးရဲ့ရွာစီပြန်လာခြင်းမီကျေးလက်ညာကမိအိမ်ကိုလွမ်းသည်အခုတော့တနေ့တည်းမောင်အနေဝေးလူသားလည်းမဖြေသာရှောင်းဝေးလဲပြန်ခဲ့မယ်နေ့စဉ်ရွာလုံးတွေပြိုဖျားဖွဲတော်စီကလို့နော်စိုးကလူကူတော်တီရီတစ်ခေါင်မူကောင်းစီရီတော်စီကာနေ့စဉ်နေ့တိုင်းွယ်လူတရွာလုံးပြိုအခုတော့အမိတောင်းကတနေ့တည်းမလွမ်းလို့နော်ချွာဦးပြန်ခဲ့ပါမယ်အမေချွာပြန်လာခဲ့ပါမယ်အဖေအမေရဲ့နေမအလွမ်းမပြေအဖေရဲ့နေမအလွမ်းမပြေအလွမ်းမြေတွေနေတိုင်းကျွေးတားလဲလွမ်းနဲ့အဖေနဲ့အမေအခုတော့တနေ့တည်းမအနေဝေးလို့သားလည်းမဖြေသာရွာဝေးလမ်းကလေးမအမေလွမ်းလို့မျောရင်အလွမ်းမြဲရဲ့အဆိုးကမငူပါနဲ့တော့သားအမေအောင်မြင်နဲ့တနေ့ကျေးလက်ညာကအမေစီပြန်ခဲ့မယ်နေ့စဉ်ရွာလုံးတွေပြိုဖျားပွဲတော်စီကလို့နော်လူကူတော်တီရီတစ်ခေါင်မူကောင်းစီရီတော်စီကာနေ့စဉ်နေ့တိုင်းွယ်လူတရွာလုံးပြောအခုတော့အမိသားကတနေ့တည်းမလွမ်းလို့ကျွန်တော်ချွာဦးပြန်ခဲ့ပါမယ်အမေချွာပြန်လာခဲ့ပါမယ်အဖေအမေ